တိတ်ဘဝတုန်းကအလောင်းတော်ဘဝတုန်းကကဲရှင်မမောက်ကလည်းအလောင်းကြောက်ဆောင်ကြီးပြူရှာပြီနော်မြေရည်လေးရလည်းကြမရလို့သူကရှီဆောင်ကလည်းတိုက်ပါဇက်ကတိုးနဲ့လေးဆောင်ကလည်းတိုက်ရှီဆောင်လေးဆောင်နှစ်ခုတိုက်ချလိုက်တော့မိဘမျက်မမြင်မိဘနှစ်ပေါင်းအမြဲတမ်းလှုပ်ကြွေးနေတဲ့ရှင်မမောက်ကလည်းအလောင်းကြောက်ဆောင်ကြီးပြူရှာပြီဒီမိဘနှစ်ပေါင်းကိုမရပြောတဲ့အတိုင်းနော်မိဘနှစ်ပါးကိုဖျားဘူးပို့တရားရောင်ဆွေမျိုးတွေကြီးပို့တရားရောင်နဲ့လဲပေါ်တင်သွားလူမရှိတဲ့ရကြတော့ခိုးသား900လှုပ်ဟန်ဆောင်ပြီးတော့မိဘနှစ်ပါးတအားတုံးနဲ့ရိုက်မိဘနှစ်ပါးထုံးနဲ့ရိုက်ပြီးတော့တတ်ခဲ့တဲ့အာကုသိုလ်ကံကြောင့်နောက်ဆုံးယဟန္တာဖြစ်တဲ့ဘဝမှာတဲ့ခိုးသား900လက်ချက်နဲ့ပရိနိဗ္ဗာန်ဆံရတယ်တဘောပေါက်လားပေါက်အတိတ်ကံကိုကြည့်လိုက်မယ်ဆိုရင်ကိုယ့်ရဲ့အနန္တကံကိုခြေဆုရှင်ဖြစ်တဲ့မိဘနှစ်ပါးကျေးဇူးဆက်လို့မကုန်တဲ့မိဘနှစ်ပါးကိုပြစ်မှားတဲ့အကုသိုလ်ကံကြောင့်ခိုးသား900လက်ချက်နဲ့ပရိနိဗ္ဗာန်ဆံရတာအတိတ်ကံကိုကြည့်လိုက်မယ်ဆိုရင်တော့ဒီလိုမျိုးပရိနိဗ္ဗာန်ဆံရမယ့်ကံကပါလာတာကိုဒီတော့အခုဘဝတစ်ခုကြီးပဲကြည့်ပြီးတော့အပြစ်ပြောလို့မရကောင်းတာတွေပြောကောင်းတာတွေလုပ်ပါလေနဲ့မကောင်းတာတွေဆွဆွဲခံရတယ်မကောင်းပြောခံရတယ်ဆိုရင်ဒီဘဝတစ်ခုတည်းမကြည့်နဲ့ငါအခုလို့မကောင်းတာပြောခံရတာအတိတ်ကသူတစ်ပါးတွေကိုမကောင်းပြောခဲ့လို့မကောင်းတာတစ်ခုခုလုပ်ခဲ့လို့ဒီလိုမျိုးဖြေရမှာပေါ့ဒါကြောင့်မို့တရားနဲ့ပတ်သက်ပြီးတော့ဆလာနေတပုတ်ဟောခြင်းအဲ့ချင်းနေအဲ့ချင်းမလားမဲချင်ပါစေမျက်လုံးကမီးနေအော်မနိုးမနဲ့တူပါရဲ့နောက်ဖြည်းဖြည်းလေးပြောရင်တော့သူကအတကောအော်လိုက်ရင်တော့နည်းနည်းပဲဖြူသွားလောက်ဘယ်လောက်ပဲအော်တကယ်အိပ်ပျော်ပြီးစီမိုးကြိုးပြစ်တာမသိသိရဲ့လားမသိဒါကြောင့်တချို့ကလေးမလေးရပြောတယ်နော်ဆက်ယုံကြည့်တော့ဆက်ယုံနေမှာသွားပြီးတော့ကြည့်တော့ပန်းမကြီးနာကပ်ပြီးအိမ်မယ်တဲ့ဆက်ပွဲမမီမှာမို့လို့ပန်းမကြီးကြည့်ရင်နိုးအောင်လို့တခါတလေပန်းမကြီးကအချောင်ခံရပန်းမကြီးကြည့်ရင်နိုးအောင်တဲ့တကယ်အိပ်ပြောရင်မိုးကြိုးပြတောင်မသိကိုဘာလို့သွားလဲသိမှာမဟုတ်ပါဘူးပြောရအောင်မကြားလားရှေးတော့ကပေါက်ဖော်ကြီးနဲ့ဗမာမကြီးနဲ့ရပြောဘသူနဲ့ဘသူရနှစ်လမ်းတော့ထားတနေ့ကြတော့ပွဲရှိတော့မကြီးရပွဲကြည့်ခြင်းကိုတယောက်ကြီးတဲ့ပွဲကြည့်သွားရအောင်
ငါလိုက်ချင်ဘူးတဲ့ဟိုလိုက်ခဲ့ပါမလိုက်ချင်ဘူးဆိုနေတဲ့ဟိုလိုက်ခဲ့ပါကိုတရုတ်ကြီးဘလောက်ပဲညင်းညင်းမိမခေါ်တော့လေပါသွားတာပဲနော်ဦးတို့ဘိုးဘိုးတို့မှတ်ထားကြယောက်ျားဆိုတာဘလောက်ညင်းညင်းမိမဆွဲခေါ်တော့လေပါသွားတာပဲမိမတိုင်းမဟုတ်ဘူးအမေခေါ်ရင်မရဘူးသားတယောက်တနေကုန်ဖဲဝိုင်းထိုင်တော့ဘာပြောတယ်မလဲအမေကကောင်းလေးတဲ့ဒါလောက်မထိုင်နဲ့တဲ့ဒူနာကင်လိုက်မယ်လားအဲ့ဒီလိုပြောတာဘာပြောတယ်မလဲကိုင်ကိုင်မကိုင်ကိုင်ပြခမည်းကိုင်တာလားကျုပ်ကိုင်တာလားမရဘူးဟိုမိမခေါ်မှပါတယ်ဟိုမိမဆိုတာသူ့ရဲ့အခွာပေါ့လေအဲ့ဒီမိမဘာပြောတယ်မတေကြီးဆိုစားချိန်မှမသိတောက်ချိန်မှမသိလာခဲ့အဲ့ဒီမိမပြောတယ်ဘာပြောတယ်မမင်းကငါလာမလို့စိတ်ကူးနေတယ်အမိမတိုင်းမဟုတ်ဘူးအမေခေါ်ရင်မပါဘူးဟိုမိမခေါ်မှပါတယ်ဒီတော့ကြည့်လေကိုတရုတ်ကြီးဘလောက်ညင်းညင်းမတ်ကြီးဆွဲခေါ်တော့ပါသွားတာပေါ့ဟိုရောက်တော့မတ်ကြီးကပွဲကြည့်ရင်အပြင်းပြေစားရအောင်ဆိုရင်ပဲကြီးလော်တော့ကြီးယူသွားအဲ့ဒါတသိမ့်သိမ့်စားမေးရအောင်မယ်ပဲစားတော့ဗာများဟမ်လေများတော်သေးတချို့ကြတော့ပဲစားတော့ဗာများလဲဆိုဣပေါက်ပဲစားတော့လေများတယ်နော်လေများတော့မတ်ကြီးအိန္ဒြေရှင်မိမသားဆိုတော့လေသူစီကအတန်ထွက်မှာကိုသူအတော်ရှက်ရဖင်လေးဖနှောင်းနဲ့ပိတ်ထားထွက်ချင်တာမထွက်ရတော့မတ်ကြီးခါလေးလိမ့်မျက်နှာကြီးရှုံမဲ့ပြီးတော့ပြမတ်ကြီးကဘာဆောင်လဲဆိုပန်းမကြီးအတီးဆောင်ပန်းမကြီးကနီးတာကိုသူကပန်းမကြီးနဲ့ရောလို့ပန်းမကြီးကချောင်းခံရတော့ပန်းမကြီးနဲ့ရောလို့မှဆိုတော့တခါပန်းမကြီးတဲ့လူရဲ့လက်ကိုကြည့်ရသေးတယ်ချက်ချင်းလွဲနေမှာဆိုလို့ဟိုကမကြည့်ရသေးဘူးနဲ့ကွာဘွတ်ဆိုသွားပြီဆိုတော့ကြည့်ရသေးတယ်လက်ကိုကဲပန်းမကြီးရဲ့ဆိုကြည့်တော့မှာတော့ကြနေပန်းမကြီးရဲ့လက်ကလေးကမြောက်လိုက်မကြီးကဖန်အောင်လေးဖွင့်ဖို့ပြင်ထားလိုက်တော့ကြနေပန်းမကြီးရဲ့လူကလက်ကပြန်ချလိုက်ပန်းမကြီးရဲ့လူကဘေကြီးဆိုချမကြီးကဖြွေးဆိုချလိုက်တော့ကြနေပန်းမကြီးရဲ့လူကဘေကြီးဆိုချမကြီးကဘွတ်ဆိုလွတ်လိုက်မကြီးလွတ်ပါများတဲ့လေတွေကကိုတရုတ်ကြီးနှာခေါင်းသွားနှုတ်ဆက်ကိုတရုတ်ကြီးနှာခေါင်းလေးပွားချီဖြစ်ဟဲမကြီးဘာတော့ဟိုပြန်ကြစို့အိုးဘာဖြစ်လို့တော့ဟိုဆိုင်းတွေကဟိုအလုံးရပါခေါ်တော့ပန်းမကြီးချောင်းခံရတော့မှာပန်းမကြီးခေါ်တဲ့တော့အဲ့ဒါရနောက်ထူအောင်ပါလားအိုးဘာဖြစ်လို့တော့ဘာဖြစ်လို့တော့မမင်းနဲ့အဲ့ဒါရနောက်ထူအောင်ပါသူကဆိုင်းထဲမှာအဓိကမိုးလင်းအောင်တညာလုံးထုမှာဗျမဖြစ်ဘူးပြန်ကြလို့ဘာဖြစ်လို့တော့ဘာဖြစ်ရမှာတော့ငါအဲ့ဒါကြီးထူတာငါအီးလျှော်နာကွာတွားကြလို့
ဟိုကထူလိုက်မတ်ကြီးကလွတ်လိုက်ဆိုတော့ဟိုကပဲနန်းနေထင်တာဗောအခုလိုပဲလေအဲ့ချင်တဲ့ဇံဖြစ်နေမှာဆိုလို့အခုတော့နှစ်လန်တော့ထလာပါပြီနော်တန်လေးတော့နည်းနည်းကျဲလာပါကျဲဖြေကြပြောရင်နဲ့ဘယ်တော့ရောက်သွားလဲမသိဘူးကန်ကျိုးဆုံးပြတဲ့ခါမှာအခုဘဝတစ်ခုတည်းကြည့်လို့မရဘူးဟိုးကိုယ့်ရဲ့အတိတ်ဘဝကိုလည်းကြည့်ရသေးတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားရှင်တာဝတိပြည်ခြေတွန်ရွှေချောင်းတော်မှာတရင်သုံးတော်မူခြင်းအခါအဲ့ဒီခြေတွန်ကျောင်းကိုနေခြင်းနေတိုင်းလာနေတဲ့မဟာကာလဆိုတဲ့ဥပါဒကတယောက်ရှိအဲ့ဒီဥပါဒကကသောတာပန်ဖြစ်နေပြီဘာဖြစ်နေပြီသောတာပန်ဖြစ်နေတဲ့အတွက်ခြေတော်ကြောင့်တော့ကိုလားရှိရဥပုလာပြီလာကွယ်ဥပုဒီလာပြီးတော့ဥပုကြီးလာဆောင်အဝေယဝဇာတွေလာလို့ပြီးညင်300ပတ်လုံးတရားတွေနာကျောင်းကဦးချင်းတွေကိုရင်တွေနဲ့လဲရှင်းနေတယ်နေ့တိုင်းတွေ့နေရတော့လေကဲ तू အခုဘွားမှနေတာမကောင်းဘူးလားကောင်းတယ်နော်သောတာပန်ကိုသောတာပန်ဆိုတော့မကောင်းတာတွေမလုပ်တော့ဘူးပေါ့သောတာပန်ဆိုတော့နောက်ရှိရဥပု9ရဥပုလာပြီလာကွယ်ဥပုတွေလာခြေတော်ကျောင်းတော်ကိုလာညင်300ပတ်လုံးတရားနာတယ်တရားတွေနာတယ်ဝေယဝဇ္ဇတွေလုပ်တယ်ဟောတော့ရေဦးတွေဖြည့်တယ်ကုသိုလ်ကောင်းမှုတွေလုပ်ဒီဘဝကြည့်လိုက်ရင်တော့ကောင်းတယ်တကယ်ဒီဘဝတစ်ခုတည်းကြည့်ရင်တော့ကောင်းတာပေါ့တနေ့တနေ့ကြတော့ညတကောင်ရံအချိန်ပေါ့လေတခိုးတွေကအိမ်တအိမ်ကိုဝင်ပြီးတော့အဲ့ဒီအိမ်နေရန်ဖောက်တာပေါ့နေရန်သူတို့မှာပါလာတဲ့တူရိယာတွေနဲ့နေရန်ဖောက်ညတကောင်ရံလောက်ကဖောက်တာမနက်4နိုင်5နိုင်မှနေရန်ပေါက်တာပေါ့အဲ့ဒီကြတော့အထဲဝင်ခိုးတော့အိုးတွေပကံနေပကံပြားတွေတိုက်ပြီးတော့အကုန်လုံးကြာကွယ်ပြီးဆုညာနာနေကြတော့အိမ်ရှင်တွေကနိုးလာအဲ့ဒီချိန်မှာတခိုးတွေကဥစ္စာပစ္စည်းတွေပွေပြီးတော့ခြေဥတဲ့ရထွက်ပြေးကြအိမ်ရှင်တွေကလည်းတခိုးပြိုးတခိုးလိုက်ကြဆိုပြီးအုပ်လိုက်ကြီးလူတွေအများကြီးလိုက်ကြအဲ့ဒီချိန်မှာတခိုးတယောက်ကဥစ္စာထုတ်ပိုက်လာတဲ့ပစ္စည်းတွေပိုက်လာတဲ့တခိုးတယောက်ကခြေတော်ကျောင်းတော်ထဲဝင်ပြေးသွားတယ်အဲ့ဒီချိန်မှာခုနကဟိုမဟာကာလဆိုတဲ့ဥပါဒကကြီးရလည်းပဲနောက်ခြေတော်ကျောင်းတော်ကထွက်လာပြီးတော့ခြေတော်ကျောင်းတော်နဲ့မနီးမဝေးကရေကန်လေးမှာမျက်နှာသိအဲ့ဒီချိန်မှာဥစ္စာထုတ်ကိုပိုက်လာတဲ့တခိုးကလည်းပဲနောက်ကလူတွေအများကြီးလိုက်လာတော့သူမလွတ်တော့မှလားမသိတော့အဲ့ဒီဥစ္စာထုတ်ကိုလေပတ်စံထုတ်ကိုအဲ့ဒီညင်နာတက်နေတဲ့သောတာပန်ဥပါဒကမဟာကာလဆိုတဲ့တခါကြီးဘေးနားမှာအဲ့ဒီပစ္စည်းဥစ္စာပြစ်ချတာပြီးတော့ထွက်ပြီးသွားဆိုတော့ခါကြီးလည်းမသိလိုက်ဘူးမျက်နှာသိတယ်လူတွေကရောက်လာပြီးတွေ့တာပေါ့အထုံးနဲ့လူနဲ့တခိုးပဲခိုးတာကြတော့ခိုးစားပြီးအခုစားမှာအမေသူတရားနာတယ်လို့နဲ့လာပြီးသူမသိတယ်လို့နဲ့လာပြီးဒီမှာမျက်နှာသိနေတယ်ပေါ့ဒင်းတော့တွေ့ကြသေးတာပေါ့ဆိုပြီးတော့လူအုပ်ကြီးနဲ့ရှင်းပြတာပေါ့မဟာကာရကလည်းကျွန်တော်မခိုးပါဘူးဗျာကျွန်တော်ဒီမှာမျက်နှာသိနေတာပါဘလို့ပဲရှင်းပြမင်းရလဲကွာဆင်ကောင်ကြီးမြင်နေမှတော့
စင်ချီယာရှာစီယာလိုသေးလားအဲ့လိုပုံစံမျိုးပေါ့လေအထုံးနဲ့လူနဲ့တွေ့နေမှာတော့တခိုးပဲရှာစီယာလိုတော့ဝိုင်းမီထူကြထောင်းကြပုတ်ကြရိုက်ကြနဲ့အကုန်လုံးဝိုင်းမီထူထောင်းလိုက်တာခါတဲ့အဲ့ဒီနေရာမှာပဲအဲ့ဒီတခါကြီးပွဲချင်းပြီးတည်သွားတယ်တခါကြီးဘာဖြစ်သွားတယ်တည်သွားတယ်သူကောင်းတာတွေလောက်ပါလျက်ကနဲ့ဘာလို့သူ့ကိုတခိုးလို့ဆွဆွဲပြီးတော့မခိုးပဲနဲ့ခိုးတယ်လို့ပြောပြီးတော့ဘာမီတော့ရိုက်နှက်ပြီးတည်သွားရအခုဘဝပြစ္ဆုတ်ပံတစ်ခုတည်းကြည့်မယ်ဆိုရင်တော့ဒါလောက်ကောင်းတဲ့တခါကြီးဘာလို့အဲ့လိုမျိုးသူများဆွဆွဲတာခံရပြီးတည်ရတာလေနှမျိုးရမှာပေါ့ဒါလောက်ကောင်းတဲ့တခါကြီးဘာလို့သူများရိုက်ဖို့တာခံရပြီးတည်ရတာလဲနှမျိုးဘုရားဝမ်းနဲ့ဘူးချေတွေဖြစ်ရင်ဖြစ်မှာပေါ့အဲ့ဒီချိန်မှာမနက်ရောက်တော့ကိုရင်လေးတွေကတပိတ်ကလေးတွေပါပြီးကိုရင်နေဦးချင်းဆောင်းငံထွက်တော့အဲ့ဒီတကာကြီးတည်နေတာမြင်တော့အော်ဒါလောက်ကောင်းတဲ့တကာကြီးဘာကြောင့်ဒီလိုမျိုးအသေးချင်းစုံနဲ့တည်ရတာပါလေသူတည်တာနဲ့သူလှုပ်တဲ့အလုပ်တွေနဲ့မထိုက်တန်ဘူးပေါ့လှုပ်တာကတော့ကုသိုလ်ဘာလို့သူများရိုက်နှက်တာခံရပြီးတည်ရတာမတန်ဘူးပေါ့ဒီလိုတည်ရတယ်အကျိုးနဲ့မြတ်စွာဘုရားရှင်သွားပြီးရှောက်ထားကြတယ်မြတ်စွာဘုရားရှင်ကခြေသားတို့တဲ့အခုဘဝတော့ဟုတ်တယ်တဲ့အခုဘဝအဲ့ဒီလိုမျိုးသူများရိုက်ပုတ်ပြီးတည်ရတာတော့မတန်ဘူးတဲ့ဒါပေမဲ့သူ့ရဲ့အတိတ်ကံကိုကြည့်လိုက်မယ်ဆိုရင်တော့ဒီလိုမျိုးတည်ရတာတန်တယ်ပြီးအတိတ်ကံနဲ့ကြည့်လိုက်မယ်ဆိုရင်ဒီလိုတည်ရတာဘာဖြစ်လဲတန်အဲ့ဒီလိုဇာကားကိုဖြတ်ထားလိုက်တော့မြတ်စွာဘုရားရှင်အဲ့ဒီလိုဇာကားဖြတ်ထားလိုက်တော့သံဃာတော်တွေမလျှောက်ဘဲမနေနိုင်မြတ်စွာဘုရားအဲ့ဒီတကာကြီးဒီအတိတ်တုန်းကဘလို့အာကုသိုလ်တွေလုပ်ခဲ့လို့အခုလိုမျိုးအများရိုက်ပုတ်ခံရပြီးတော့သိရပါလေအတိတ်အကြောင်းကိုပြန်ပြောင်းပြီးတော့ဟောကြားတော်မူပါမြတ်စွာဘုရားလို့ဝိုင်းပြီးတော့ရှောက်ထားကြတော့မှအတိတေဘာရဏတိယအစချီတဲ့ဖြင့်ဟောလွန်လေပြီးတော့အတိတ်ကာလတုန်းကဗာရာဏသီတိုင်းပြည်မှာဘယင်တစ်ပါးပြမရမင်းကြီးပေါ့ထိနာအုပ်ချုပ်စဉ်အခါတုန်းကအဲ့ဒီဗာရာဏသီမြို့ရဲ့မြို့အစွန်ဖျားမှာရွာကြီးတစ်ရွာရှိပြော့ပဲအစွန်ဖျားလေမြို့စွန်ဖျားဆိုတော့နေဆက်တယ်ပေါ့ပြောပါတယ်နေဆက်ရွာကြီးတယ်ရောအဲ့ဒီရွာကြီးရဲ့ဟိုဘက်ဘေးမှာတောအုပ်ကြီးတစ်ခုရှိအဲ့ဒီတောအုပ်ထဲမှာတခိုးဓမြသဘုံတွေပေါ်တယ်အဲ့ဒီတောအုပ်ကြီးကိုကြော်ပြီးတော့သွားရင်တခြားမြို့ရွာကိုရောက်တယ်ဒါပေမဲ့ဒီတိုင်းအဲ့ဒီတောအုပ်ကိုဖြတ်သွားရင်အန္တရာယ်များတယ်တခိုးဓမြသဘုံတွေပေါ်တော့ဟာမီတော့လူကြရက်ကြခုတ်ကြတတ်ကြအန္တရာယ်များတဲ့အတွက်အဲ့ဒီဗျမရမင်းကြီးကအဲ့ဒီနေဆက်မြို့အစွန်ဖျားရဲ့တောဇက်နာမှာပေါ့သူ့ရဲ့မင်းခယောက်ျားတစ်ယောက်မင်းချင်းတစ်ယောက်ကိုတာဝန်ပေးထားတယ်ကိုရင်ပြောတာနားလေလားဘယ်လိုနားလေလဲတောင်းပေးထားတာပေါ့လေမင်းဒီဘက်ရွာဆက်ကလူတွေကိုဟိုဘက်ရွာကိုမင်းလိုက်ဖို့ပေးအန်တရမဖြစ်အောင်ဟ
ဟိုဘက်ရောဟိုဘက်ကလာခြင်းတဲ့သူတွေကိုဒီဘက်ကိုမင်းပို့ပေးအနေရမဖြစ်အောင်ဒါပေမဲ့မင်းအခွန်ထုတ်တော့ယူပေါ့လေမင်းထောင်းညင်ကြတော့တောင်းပေးထားတယ်အာဒါနဲ့အဲ့ဒီမင်းချင်းယောက်ျားကဒီဘက်နော်မျိုးချုံပြလူတွေကိုဟိုဘက်သွားခြင်းတဲ့သူတို့ဟိုဘက်ပို့ပေးအဆောင်နေနေပေါ့စစ်ဒီအင်္ဂါတွေနဲ့ရဲဘော်ရဲမတ်တွေနဲ့ထည့်ပြီးတော့အဲ့ဒါဆိုအန်ဒီရမဖြစ်တော့ဘူးတခိုးသမားတွေလည်းမတိုက်နိုင်တော့တော်တော်များများအဲ့ဒီယောက်ျားစီပဲသွားပြီးတော့အကူညီတောင်းပြီးတော့ဟိုဘက်ကိုပဲသွားကြတာပေါ့ဟိုဘက်ကလာကျင်တဲ့သူတွေကိုလည်းလူမျိုးပြန်ပို့ပေးဒါပေမဲ့သူခွန်ထုတ်တွေတော့ရတာပေါ့ပတ်စံတွေတော့ရတာပေါ့အဲ့ဒီလိုဒီဘက်ကလူတွေဟိုဘက်ကိုပို့ပေးအနေရမဖြစ်အောင်ခလေမာတောအုပ်ကြီးရှိတာကိုအဲ့ဒီတော့မှတခိုးတပုံနေပေါ်တော့အနေရမဖြစ်အောင်ပို့ပေးဟိုဘက်ကလူတွေဒီဘက်ပို့ပေးတနေ့တနေ့ရတော့လင်မယားနှစ်ယောက်ယောက်ျားလို့သူကသူ့မယားလဲပေါ်တင်ပြီးတော့အဲ့ဒီမင်းခယောက်ျားအဲ့ဒီသူတို့ကင်းဆောင်တဲ့နေရာရောက်လာကြတာပေါ့အဲ့ဒီမင်းချင်းယောက်ျားကိုပြောတယ်အမောင်အကျွန်ုပ်တို့ဟိုဘက်မျိုးတွေရွာတွေကျွန်ုပ်တို့သွားကြပါတယ်အဲ့ဒါကျုပ်တို့ကိုအန်ဒီမဖြစ်အောင်လိုက်ပြီးပို့ပေးပါကျုပ်အခွန်ထုတ်ပေးပါမယ်ပတ်စံပေးပါမယ်ပေါ့ဒါပေမဲ့သွားလို့အချိန်ရှိတယ်အဲ့ဒါကိုအဲ့ဒီမင်းချင်းယောက်ျားကခေါင်းဆောင်ပေါ့လေအဲ့ဒီခေါင်းဆောင်ကအဲ့ဒီယောက်ျားရဲ့မယားကလည်းချောတယ်ချောတယ်ပေါ့ကြည့်လို့ရှုလို့ကောင်းတဲ့အရွယ်ပေါ့လေပထမအရွယ်ကိုရင်တော့မမြင်ဘူးပေါ့နော်စားထဲမှာပါလို့ပြောတာပါဒီတော့အဲ့ဒီမင်းချင်းယောက်ျားရဲ့စိတ်ထဲမှာမကောင်းတဲ့စိတ်ဝင်လာတယ်သူ့မိန်းမအပိုင်လိုချင်တယ်ပေါ့သူများမရဘူးနော်သူမရလိုချင်သူ့လင်လှန်နဲ့ထိုးဆိုကြလို့ပေါ့အပိုင်လိုချင်တဲ့အတွက်သွားဖို့အချိန်ရှိရတာနဲ့သူအကြံစီလုံးမှာပေါ့လေအချိန်မရှိတော့ဘူးအမောင်သွားဖို့အချိန်မရှိတော့ရှိပါသေးတယ်ခင်ဗျာတဲ့ဒီချိန်တို့တချို့ဆိုသွားနေကြတော့မှာပဲမဟုတ်ဘူးအချိန်မရှိတော့ဘူးမနှက်ကြပါသွားပါဒီညတော့ကျုပ်တို့နားနေတဲ့ဆောင်မှာနော်ခင်ဗျားတို့စားဖို့လည်းမပူနဲ့နေဖို့လည်းမပူပဲကျုပ်တို့အကုန်လုံးစီစဉ်ပေးမယ်နောက်သူ့လူတွေကိုပြန်ပြီးတော့ဟဲ့အောင်နေနောက်ပြန်ဆုပ်လိုက်တော့ဒီနေ့တော့တို့မသွားတော့မနှက်ပြန်မှသွားမယ်သူ့လူတွေသူ့တပည့်တွေပေါ့တောင်းပေးလိုက်တယ်ဒီတော့ဟိုတကားလည်းသွားခြင်းပဲမသွားလို့မရတော့အဲ့ဒါနဲ့သူတို့အဲ့ဒီညပဲအဲ့ဒီသူတို့နားနေကြမှာအိတ်ကြတယ်ဒီတော့အဲ့ဒီမင်းချင်းယောက်ျားကအဲ့ဒီယောက်ျားရဲ့မိန်းမကိုလိုချင်တဲ့အတွက်မြင်ချင်းတက်မှတ်ဆွဲလန်းပြီးတော့ဒီတိုင်းယူလို့ပဲရမလဲသူ့လင်တေအောင်တတ်ပြီးမှယူဆွဲလန်းပြီးတော့ညရောက်တော့သူတို့တိုင်ပင်ကြအဲ့ဒီမင်းချင်းယောက်ျားကြီးများဗရံများတစ်လုံးရှိဟဲ့အောင်သူတပည့်ဒီနော်လေတီလုံးတိုက်တာပေါ့ဒီဗရံများလုံးကိုအဲ့ဒီခေါင်းရလှဲအောင်တွားထဲတာမနမိုးလင်းကနေကြမင်းတို့တခိုးဆိုပြီးအော်ကြမမီတဲ့ခါကျရင်ဒီအတွင်းကဟိုအပြင်ထွက်တဲ့သူတွေအကုန်စစ်ဆေးကြအဲ့ဒီချိန်မှာသူ့လဲအောက်မှာသူ့ကိုမိလို့ရှိရင်သူ့ယောက်ျားကိုတေအောင်သားငါသူ့မိန်းမကိုယူမယ်ဆိုပြီးတော့မကောင်းတဲ့စိတ်နဲ့ဟိုတဲ့ဘဝတွေအဲ့ဒီတခါကြီးကောင်းရဲ့အဲ့ဒီမင်းချင်းယောက်ျားကောင်းရဲ့လားမကောင်းဘူးနော်သူတစ်ပါးကိုတတ်ချင်တဲ့ပြင်သူများမယားကိုပါအပိုင်လိုချင်တဲ့စိတ်ကာမေတုမိစ္ဆာစာရကောင်ကိုကျူးလွန်မဲ့လူပေါ်လေဒီကမနက်ရောက်တော့အဲ့ဒီတကလည်းအောက်ထဲမှာ
ကောက်ရိုးအကြမှာသွားပြီးဗဒံများလုံးသွားထည့်တာမနက်ရောက်တာတခိုးမင်းချင်းယောက်ျားရဲ့ဗဒံများလုံးခိုးသွားပြီသူတို့ဝိုင်းអော်ပြီးသူတို့ဝိုင်းတခိုးလုံးနေကြတယ်ကြမတွေ့တော့ကဲဒါအတွင်းတခိုးပဲဖြစ်လိမ့်မယ်အပြင်ကလာခိုးတာမဟုတ်တော့ဘူးဒါကြောင့်ဒီအထက်ကနေအပြင်ထွက်တဲ့သူတွေကိုစစ်ဆေးကြဆိုပြီးအဲ့ဒီမင်းချင်းယောက်ျားကပြောတော့သူ့တပည့်တွေကစစ်ဆေးကြဟိုယောက်ျားတို့ဟိုလင်မယားနှစ်ယောက်အလှဲ့လဲကြရောသူတို့ကလည်းမသိဘူးလေသူတို့ကောက်ရိုးတဲ့သူတို့လဲဖို့ဘယ်ချိန်လာတင်လို့တင်မှလည်းမသိလိုက်သူကလှန်လို့ပြီးလဲဖို့ရှာလိုက်တော့တွေ့ရောတွေ့တော့ကျွန်တော်မခိုးပါဘူးဗျာကျွန်တော်လဲဖို့ဘသူလာတင်ပြီးကျွန်ုပ်ကိုတခိုးလို့ဆွဆွဲပါလိမ့်မတော့ဒီတော့အထုံးနဲ့လူနဲ့တွေ့နေပြီလေမင်းကငါတို့ကမင်းအတွက်တော့စားဖို့လဲလုပ်ပေးတယ်နေဖို့လဲလုပ်ပေးတယ်ဒါကိုမင်းကငါရဲ့ဗဒံများကိုလဲခိုးသေးတယ်မင်းကိုဒီတိုင်းမထားဘူးဆိုပြီးတော့သူ့တပည့်တွေဝိုင်းရိုက်တခါတည်းအဲ့ဒီလင်သားသေးရောသေတော့သူ့မိန်းမအပိုင်သိမ်းလိုက်အတိတ်တုန်းကအဲ့ဒီအာကုသိုလ်ကကြောင့်သူတစ်ပါးကိုခိုးထုတ်လဲပြစ်တယ်သူတစ်ပါးအသက်ကိုလည်းတတ်တယ်သူ့မယားကိုလည်းလိုချင်တယ်ကာမေသူမိစ္ဆာဇာတကောင်လည်းကျူးလွန်တဲ့အတွက်အဲ့ဒီတကားကြီးကြီးသေးတဲ့ခါမှာငရဲတို့ကြပြသေးတဲ့ခါဘယ်ကိုကြငရဲကပြန်လွတ်လာတဲ့အခါမှာဝှေ့ကျွေးအနေနဲ့ကာမဂုဏ်သေးတဲ့အတွက်ဘဝတရားတိုင်းအဲ့ဒီလိုမျိုးကိုမခိုးပဲနဲ့ကိုမလှုပ်ပဲနဲ့ကိုမပြောပဲနဲ့ကိုမကောင်းမြင်ပြီးတော့ဘဝတရားတိုင်းအဲ့ဒီလိုမျိုးသူအများဝိုင်းရိုက်ပြီးတော့အရိုက်ခံရပြီးတော့တေးရဘူးလို့ခြေသားတို့တဲ့အဲ့ဒီမင်းချင်းယောက်ျားသည်အခုဘဝမှာခြေသားတို့မြင်တဲ့ဥပါဒကလာဖြစ်တယ်တဲ့ဥပါဒကကတိတ်တုန်းကဘာဖြစ်ခဲ့လဲမင်းချင်းယောက်ျားဖြစ်ခဲ့ဟောအခုဘဝတစ်ခုတည်းကြီးမယ်ဆိုရင်တော့သူဒီလိုမျိုးအများဝိုင်းရိုက်ပြီးသိရတာတန်ရဲ့လားမတန်ဘူးဒါပေမဲ့သူအတိတ်ကံကိုကြည့်လိုက်တဲ့အခါကျသူကောင်းတာမကောင်းဘူးလားမကောင်းသူများတက်ကိုလည်းသူများကိုလည်းခိုးထုတ်ပြစ်တယ်မခိုးဘဲနဲ့ခိုးတယ်လို့ပြောတယ်သူများတက်ကိုလည်းတတ်တယ်သူများမယားကိုလည်းအပိုင်လိုခြင်းတယ်အပိုင်ယူတယ်ဒီတော့အတိတ်ကံနဲ့ကြီးလိုက်မယ်ဆိုရင်အာဒီတကကြီးကအခုကမှအာဒီလိုတေးတာမတန်ဘူးလားအတိတ်ကံနဲ့ကြီးလိုက်မယ်ဆိုရင်ပေါ့ဒီဘိုးတို့ဘဘတို့ကိုရင်တို့လည်းပဲဘယ်နေ့ဘယ်ချိန်မှာဘယ်လိုအန်တရမျိုးနဲ့တေးမယ်ဆိုတာသိနိုင်ပါမလားကိုကဒီဘဝမှာဘလောက်ပဲကောင်းတာလုပ်လို့ကိုမကောင်းမြင်တယ်မကောင်းပြောတယ်မကောင်းတာလုပ်တယ်လို့ပြောတယ်အခုဘဝတစ်ခုတည်းကြည့်မယ်ဆိုရင်တော့ပြစ္ဆုတ်ပံကံတစ်ခုတည်းကြည့်မယ်ဆိုရင်တော့ကိုဒီလိုပြောတာမကြိုက်ဘူးပေါ့ဒါပေမဲ့အတိတ်ကောင်ပြန်ကြည့်လိုက်တဲ့အခါကျငါလည်းအတိတ်တုန်းကနော်သူများကိုမကောင်းပြောခဲ့လို့မကောင်းတာတွေလုပ်ခဲ့ပြီလို့ဒီလိုမျိုးပြန်ပြီးအဆွတ်ဆွဲခံရတယ်ပြန်ပြီးအပြောခံရအဲ့ဒီလိုတွေးလိုက်မှသာအတိတ်ကံကိုလည်းပြန်ပြီးကြည့်လိုက်တဲ့အခါကျတော့ကံအပေါ်မှာယုံမှတန်စရာလည်းမဖြစ်တော့ဒီတော့မြတ်စွာဘုရားရှင်ကဘာဥပမာပေးလဲခြေသားတို့တဲ့ကြောက်ကဖြစ်လာတဲ့စိန်ရကြောက်ကဖြစ်လာတဲ့ဘာလဲကြောက်ကဖြစ်လာတဲ့စိန်ဆိုတာသိလားကိုယ်လည်းမမြင်ဘူးပေါ့လေဒါပေမဲ့ဇာလနဲ့မှာတော့ပါတယ်ကြောက်ကဖြစ်လာတဲ့စိန်
အဲ့ဒီစိန်ကတဲ့ကြောက်တွေကိုပြန်ပြီးတော့ဖြတ်နိုင်ကြောက်တွေဖြတ်တော့မယ်ဆိုရင်အဲ့ဒီစိန်နဲ့ပဲဖြတ်ကကြောက်တွေဖြတ်တော့မယ်ဆိုရင်အဲ့ဒီစိန်နဲ့ပဲဖြတ်ကဒါပေမဲ့အဲ့ဒီစိန်ကလည်းဘယ်ကဖြစ်လာကြောက်ကပဲဖြစ်လာတယ်ကြောက်ကဖြစ်လာတဲ့စိန်ဟာတဲ့အဲ့ဒီကြောက်တွေကိုပြန်ပြီးတော့ဖြတ်စည်းနိုင်တယ်လို့မိမိတန်တန်၌ဖြစ်လာတဲ့အကုသိုလ်ကံတွေကမိမိဘဝကိုပဲပြန်ပြီးတော့ဖြတ်စည်းနိုင်တယ်မိမိဘဝကိုအပယ်လေးရွာကိုရောက်အောင်ဆွဲချနိုင်တယ်မိမိဘဝကိုဖြတ်စည်းနိုင်အခြားသူတွေကယာနှုံးပြေလာပြီးတော့ဖြတ်စည်းလို့မရကိုလောက်ခဲ့တဲ့အကုသိုလ်ကံကဒါကိုကိုပြန်ပြီးတော့ဖြတ်စည်းနိုင်တယ်ဟိုတကာကြီးဒီဥပါဒကမဟာကာလဆိုတဲ့သောတာပန်ဖြစ်နေတဲ့တကာကြီးဒီအတိတ်တုန်းကနော်သူများကိုခိုးတို့ပြစ်ပြီးတော့သူများတကိုလည်းတတ်တယ်သူမယားကိုလည်းသူစပါးမယားကိုလည်းအပိုင်လိုချင်တဲ့အတွက်အဲ့ဒီအာကုသိုလ်ကံကြောင့်အခုဘဝမှာဘလောက်ပဲကောင်းကောင်းအတိတ်ကအာကုသိုလ်ကံပါလာတဲ့အတွက်အခုဘဝမှာအများရိုက်ပုတ်တာခံရပြီးတော့မတရားဘူးလားတရားရတယ်ဒါကြောင့်ဒီထဲမှာလဲတစုံတစ်ယောက်တော့ရှိရင်ရှိမှာပေါ့ဟာကွာငါကကောင်းတာလုပ်ပါလေကနဲ့ငါ့ကိုမကောင်းပြောတဲ့သူတွေကများတယ်မကောင်းမြင်တဲ့သူတွေကများတယ်ကံတရားကြီးကရက်ဆက်လိုက်တာငါဘာတွေမှားခဲ့လို့ဒီလိုမျိုးကံပေါ်လဲယုံမတန်တရားဖြစ်သွားတတ်တယ်တချို့ကဘာတွေးဝင်သွားလဲဆိုတော့ဒီမှာကြီးမကောင်းတာလုပ်တဲ့သူတွေကြတော့သူတို့မှအဆင်ပြေလို့အဆင်ပြေပြေနဲ့နေရတယ်အဲ့ဒီမကောင်းတာလုပ်တဲ့သူတွေဘာလို့အဆင်ပြေပြေနေရတာလဲအတိတ်ကသူတို့ကောင်းတာလုပ်ခဲ့လို့အခုကမှအဆင်ပြေပြေနေခဲ့အခုဘဝမှာမကောင်းတာလုပ်တဲ့ခါမှာတော့နောက်မှာဘလောက်ကောင်းတာလုပ်လို့မကောင်းတဲ့ကျိုးခံစားရဒီလိုပဲကိုကအခုဘဝမှာကောင်းတာလုပ်တယ်ကောင်းတာတွေပြောတယ်အတိတ်ကမကောင်းတာတွေလုပ်ခဲ့အတွက်အခုဘဝမှာမကောင်းတာတွေပဲပြောခံရကိုဘလောက်ပဲလုပ်ရှာနှုံးပြည့်အစင်မပြေဘူးကိုဘလောက်ပဲလုပ်အရာမဝင်ဘူးပေါ့ဒါကြောင့်ဘလောက်ပဲမကောင်းတာတွေကြုံပါစေကိုကကောင်းလာလေးလုပ်ပါလေကနဲ့မကောင်းတာတွေဖြစ်လာပြီးမကောင်းတဲ့အန္တရာယ်တွေကြုံလာပြီးဆိုရင်ကံအကျိုးကိုဆုံးဖြတ်တဲ့အခါမှာအခုဘဝပဲကြည်ပြီးတော့မဆုံးဖြတ်ပါနဲ့အတိတ်ကံကိုလည်းကြည်ပြီးတော့ဆုံးဖြတ်ကငါအခုဘဝမကောင်းပြောခံရတာအတိတ်ကမကောင်းတာလုပ်ခဲ့လို့ဒီလိုမျိုးတရားသဘောလေးနဲ့ဖြေဖြောက်ဖို့မလိုဘူးလားဒီတဲ့ကိုယ်ဘဝကိုဖြတ်တာဘယ်သူလဲကိုယ့်ရဲ့ကံနဲ့ကိုလုပ်တဲ့အကုသိုလ်ကံကလည်းကိုယ့်ဘဝကိုဖြတ်တာဒါကြောင့်တရားကောင်းကြီးရပါတယ်လို့မေ့ပါပြီဟာမေ့တတ်တဲ့သူတွေကိုမောင်ဖြူရဲ့ဆွေမျိုးတွေမေ့တတ်တဲ့သူတွေဘယ်သူဆွေမျိုးလဲဖိုးတော်ဘာဘာတော့မောင်ဖြူရဲ့ဆွေမျိုးလားမဟုတ်ပါလို့မေ့မောင်ဖြူဆိုတာအသားလေးရတော့ခပ်ဖြူပြီပေါ့နာမည်နဲ့လိုက်အောင်အသားဖြူသူများအိမ်မှာစရင်ငါလှုပ်ရှားရတဲ့ဘဝဆင်းရဲတယ်ပေါ့တနေ့ကျတော့ဘုန်းကြီးကျောင်းမှာဇက်ပွဲရှိတဲ့အတွက်မောင်ဖြူကြည့်ကျင်ဒီတော့ကြည့်ကျင်တဲ့အတွက်လှမ်းထားတဲ့စပါးတွေကိုကြပြတရားကြည်တဲ့ထည့်ပြီးတော့စဉ်းစားအိမ်မှာရေချိုးပြီးတော့ဇက်ပွဲသွားမယ်ဆိုရင်ကြာလိမ့်
လမ်းကြမှာရေချိုးတာကောင်းရောအိမ်ပြန်သွားအဲ့ရှင်မငါ့ကိုစွတ်ကျဲအင်ကြီးပေးရောနေပေါင်းတော်ပဲသွားမလို့အေးငါပွဲကြည့်သွားမလို့တော့နေတော့ရေလေးမိုးလေးပါလေးချိုးသွားတော့နေပါစေငါလမ်းကြမှာရေချိုးတော့အိမ်မှာရေချိုးရင်ကြာလိုက်ဒီတော့စွတ်ကျဲအင်ကြီးလေးပေးလိုက်စွတ်ကျဲအင်ကြီးလေးယူပြီးမောင်ဖြူပွဲပါထွက်သွားတယ်လမ်းကြတော့ရေကန်ကြီးတကန်တွေ့ဆိုပါလားပြောပါကြီးတွေ့ဟိုနောက်ကဖိုးဖိုးတို့ဖွားဖွားတို့လမ်းကြတော့ဘာတွေ့လို့ရေကန်ကြီးတွေ့ရေကန်ကြီးတွေ့ကြတော့နေရလဲဝင်နေပြီလေလူတွေကလည်းတယောက်မှမရှိတော့ဒီတော့လေဘယ်သူမှမရှိတဲ့အတွက်လွတ်ကြွပေါ့လေပစိုးလေးချို့ပြီးတော့ဖင်ပြောင်လေးချိုးတာပေါ့လေခလေးတွေပြောမယ်ဆိုရင်တော့အဲ့ဒါလေးရေချိုးရေကန်နဲ့ဝုန်းကနေခုံကြရေချိုးပြီးတော့ပြန်တက်လာတော့စွတ်ကျဲအင်ကြီးလေးဝတ်ပြီးတော့ပွဲပတ်ထွက်သွားတယ်ပွဲပတ်ထွက်သွားတော့ပြိဿအစွန်ဖျားလဲရောက်ရောမောင်ဖြူသူ့နာကသူတွေရုပ်ဖြစ်မောင်ဖြူစဉ်းစားတယ်ဟာမလေးလူတွေကရုပ်နဲ့ဒီကနေ့တော့ပွဲတော့ဆူလိုက်မယ်ထင်တယ်ပွဲဆူမှာကြောက်လို့အငိမ့်ကျင်တော့မီးရောင်အောက်သွားရက်တီးလို့ရည်တာလားရမ်းရည်တာအေးပါလေတီးတဲ့သူကတော့တီးလောက်ဟာချီသမျှလူတွေရုပ်နဲ့ဟာမလေးလူတွေကရုပ်နဲ့ဒီကနေ့ညပွဲတော့ဆူလိုက်မယ်ထင်တယ်မင်းသမီးနီးကကမြင်ရအောင်ဇက်စင်ပေါ်သွားတဲ့ရက်ကိုကျိုးနေအောက်ကလူတွေအကုန်လုံးရုပ်နဲ့မောင်ဖြူစိတ်ဆိုးနဲ့တော်ပြီကွာဒါလောက်ပွဲဆူရင်ငါပါခေါင်းအရိုက်ခံရလိမ့်တော်ပြီအိမ်ပြန်လာကောင်းတယ်မောင်ဖြူစိတ်ဆိုးနဲ့အိမ်ရောက်တော့တကား6တောင်းနဲ့ကဟဲ့ရှင်မငါတကားဖွင့်ပေးရဟတ်တော့ပွဲတောင်ထွက်သေးမှမချင်ပါဘာနဲ့အစောကြီးပြန်လာဟာဖွင့်သေးဘူးလားအနေပေါင်းတော့ကျမအပေါက်ရှာလိုက်ပါဦးမိမလို့ပြောလားအပေါက်ပြောက်တကားပေါက်ပြောတာရှင်းအောင်လွဲသွားတယ်ရေနံကြီးမိကွက်ကလေးကင်ပြီးတော့တကားအဖွင့်ပေးလိုက်တော့ဝင်လာတဲ့သူ့ယောက်ျားမောင်ဖြူကိုလေရေနံကြီးမိကွက်ကလေးကင်ထားတဲ့သူ့မိမရီးတာပတ်လက်လာလေမောင်ဖြူစိတ်ဆိုးနဲ့ပွဲမကြည့်ရလို့စိတ်ဆိုးရတဲ့ကြားတယ်ဒီမိမငါပြောင်ရမလားဆိုပြီးရိုက်မလို့တကယ်ရင်ကရောင်းကြိုက်တော့မှအဲ့ဒီတော့မှပစိုးမပါမှန်းသိတယ်မေ့လမ်းကြမှာရေချိုးမယ်ဆိုပြီးဖင်မြောင်လေးရေချိုးပြန်တတ်တော့ပစိုးမဝစ်မိပဲနဲ့စွတ်ကျဲအင်ကြီးလေးပဲဝစ်သွားတော့ဒီကြားတဲ့သူ့ကြည့်ရီလို့ရီမှမသိသူ့ကြည့်လို့ရီမှမသိပဲနဲ့ဟာမလေးလူတွေကရုပ်နဲ့ဒီကနေ့ညပွဲတော့ဆူလိုက်မယ်ထင်တယ်မီးရောင်အောက်သွားရက်တော့ပို့ဆိုးတာပေါ့လေလှုပ်နဲ့လူတွေပြောတာရှင်းတော့လဲသွားဆက်စင်ပေါ်သွားတဲ့ရက်တော့ကိုကျိုးနေပြီပေါ့နော်မေးတာဘယ်လောက်ထိအောင်မေးအိမ်ပြန်ရောက်မှကရောင်းကြိုက်မယ်ဆိုတော့မှပစိုးမပါမှန်းသိတယ်ဒါကြောင့်မေးတတ်တဲ့သူတွေကိုဘယ်သူဆွေမျိုးတယ်ဘိုးတို့ဘွားတို့ကတော့
အဲ့ဒီလောက်ကြီးမေ့မယ်တော့မထင်ပါဘူးနော်ဒီတော့တရားကောင်းစဉ်ကပါလေဟာကိုကိုဖြတ်တာကိုကံပါတဲ့ကိုဘဝကိုဖြတ်စီတာကိုဘဝကိုအပယ်လေးစွာတို့ကြာရောက်စေတာတခြားလူလို့တာဟုတ်ရဲ့လားမဟုတ်ဘူးတဲ့ကိုပြုတ်တဲ့အာကုသိုလ်ကံကပဲကိုယ့်ရဲ့ဘဝကိုဖြတ်စီတာကိုယ့်ရဲ့ဘဝကိုအပယ်လေးရွာကိုကြာရောက်စေတာဒါကြောင့်ပေးထားတဲ့နာမည်နဲ့ကိုလိုက်ရဲ့လိုက်ခေါဏကဥပါဒကတွေဒကာကြီးဒီမဟာကာလဆိုတဲ့ဒကာကြီးဒီပြစ္ဆုတ်ပံဘဝပဲကြည့်မယ်ဆိုရင်တော့ဒီလိုတရားတာမတန်ဘူးပေါ့ဘာဖြစ်လို့လဲကောင်းတာတွေလုပ်ပါလျက်ခင်နဲ့သူ့ကိုတခိုးလို့ဆွဆွဲပြီးတော့ဝိုင်းရိုက်တယ်တရားမတန်ဘူးဒါပေမဲ့အတိတ်ကံနဲ့ကြည့်လိုက်ခါကြတော့လည်းပဲသူများမယားကိုလည်းလိုချင်တယ်လိုချင်တဲ့အတွက်သူမယားလိုချင်သူ့လင်လာနဲ့ထိုးဆိုတဲ့အတိုင်းသူယောက်ျားကိုတရားသားတခိုးဆိုပြီးဆွဆွဲပြီးတရားသားပြီးသူမယားအပိုင်ယူအတိတ်တုန်းကအာဒီလိုမကောင်းတဲ့အကုသိုလ်ကံကြောင့်ဒီဘဝမှာလာပြီးတော့အဲ့လိုမျိုးသိရတာဒါနဲ့တဲ့ဒါကြောင့်မို့ဘိုးတို့ဘဝတို့လည်းပဲနော်မကောင်းတဲ့အာကုသိုလ်မှန်သမျှမလုပ်ကြနဲ့ကောင်းတာဆိုရင်လှုပ်ချင်လဲလှုပ်မလှုပ်ချင်လဲလှုပ်အာကုသိုလ်ဆိုရင်မရှောင်ချင်လဲရှောင်ချင်လဲရှောင်ဒါကြောင့်မိမိရဲ့စိတ်ထဲမှာဘယ်တော့မှမကောင်းတဲ့အကုသိုလ်ကံနေမဖြစ်ခြင်းနဲ့မကောင်းတဲ့အကုသိုလ်ကံနေလုံးမိသွားပြီပြောမိသွားပြီကြာမိသွားပြီဆိုလို့ရှိရင်အဲ့ဒီအကုသိုလ်ကံတွေကပဲကိုယ့်ရဲ့ဘဝကိုဘာဖြစ်လာမလဲဖြတ်စီမယ်ဒါကြောင့်ဒီကနေ့ဟောတဲ့ကိုယ့်ကိုဖြတ်တာကိုယ်ကံပါဆိုတဲ့တရားလေးကိုဒီနေရာမှာပဲညီကုန်းချုပ်ရင်းနဲ့ဟာလုံးတော်ဘုရားဘဝဦးတို့တော်ဒီလည်းပဲဒီကနေ့ပြုတဲ့ကုသိုလ်ကောင်းမှုကြောင့်မအိုမနာမတရားမဖို့နိဗ္ဗာန်ကိုလင်းမြန်စောစွာရောက်နိုင်ကြပါစေရနိုင်ကြပါစေလို့ဆုတောင်းပြီးဂါထာလေးတစ်ပုဒ်ဆိုပြီးတော့အဆုံးသတ်ရအောင်ဘာသာတဘာတုတ်တယံဒုဝဋ္ဌံဒုသုမင်္ဂလာဒုတင်ဒုဒုက္ခတိင်္ဂမေဘူရင်ဒုတဗ္ဗပါရမေဘာသာတဘာကိုကြီးကိုငါကိုဒေသ၌ပြောရဆံရတတဝဟုသမျှတို့သည်တုတ်တယံဒုအိမ်မရမကောင်းစွာမ၍နှစ်သက်ကြည်သာအိဆာနိုင်ကြပါစေကုန်တည်းသူမင်္ဂလာချက်တရေရှဝေလံသဖြင့်စံပွင့်ရကုန်သည်ဖြစ်၍ဟုတ်တာဟန်တုကောင်းစွာမို့တော့အလင်းရောက်လျက်ထမြောက်နိုးကြနိုင်ကြပါစေကုန်တည်းဒုက္ခတေငါမေအပေဒုက္ခတိရောက်မည်အကြောင်းမကောင်းညစ်စုဒုစရိုက်မျိုးကိုဒုတင်ဒုသူတော်လတ်နာတရားစဖြင့်ဖြိုဖျက်နိုင်ကြပါစေကုန်တည်းတဗ္ဗပါရမေအလောင်းအလျာဖြည့်ကောင်းရသည်တောပြားဆယ်လေးပါရမီအပေါင်းအချင်းကောင်းကိုပူရင်တုတဆင်ရင်တရရင်အောင်မလင့်ပုံသေးဖြည့်ခြင်းနိုင်ကြပါစေကုန်တည်း
ဟုတ်ကဲ့ပါခန္ဓာစီစဉ်သုံးပြီးတဲ့နောက်ခန္ဓာစီစဉ်လေးရလူဒန်းဘွယ်ရာဆွစုတို့အားဆက်ကပ်လူဒန်းခြင်းဖြစ်ပါသည်တို့ဖြစ်ပါသောကြောင့်ရှေးဥစွာကြာဘူးပရိသပင်အလှရှင်များနှင့်ပရိသပင်အကြီးအလှရှင်များရှေ့သို့ကြွလာပေးကြပါရန်လေးစားစွာပန်ကြားအပ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်တို့ကြာဘူးပရိသပင်အလှရှင်များရှေ့သို့ကြွလာပေးပါခင်ဗျာပရိသပင်ကြီးကပ်ပြီးလျင်ကျွန်တော်တို့ပရိသပင်အသေးတွေကိုဆက်ပြီးတော့ကပ်မှာဖြစ်ပါတယ်ခင်ဗျာတို့ဖြစ်ပါတော့ကြောင့်ကြာဦးပရိသချင်းအလှရှင်များရှေ့သို့ကြွလာပေးပါရန်လေးစားစွာပန်ကြားပါသည်ခင်ဗျာဟုတ်ကဲ့ပါရှေးဥစွာကြာဘူးလှရှင်ကိုနိုင်ဦးမှတ်တန်တန်းတွေဆိုင်တဝံမနှင်းနုအေကိုဝတ်တို့ဥတရာကြီးဒေါ်ရင်နုလိုင်းကိုမိသားစုပရိသပင်ကြီးကိုတန့်စင်မပပဝင်းမောင်တန်းဝင်းစောမဆုနန္ဒာစုဥတန့်စင်နိုင်ဒေါခင်မေတန်းဥသိန်းစောမတ်တတာဓမ္မဂါမိအသင်ကိုစိုးခန့်မလလဝေဟုတ်ကဲ့ပါကျွန်တော်အခုခေါ်တဲ့အလှရှင်များအားလုံးအရှိလေးကိုလာပေးကြပါခင်ဗျာပရိသပင်ကြီးရင်ကတ်လိုက်နော်ကိုရင်အကတ်ခံလိုက်ကိုရင်လက်လေးနဲ့နည်းနည်းကင်ပြီးလိုက်ပါဘယ်လုံးတာဒုဖောတာဒုတာဒုတာဒုလိုင်းကိုမိသားစုရောက်ပြီလားမသိဘူးဒီပရိသပင်လေးကိုဝိုင်းဖြုတ်ပေးလိုက်ပါနော်ဒါလေးကိုအကျိုးတော်ဆောင်ညီငယ်လေးတွေတို့ CBC ရလည်းအကုန်ဝိုင်းလုပ်ပေးလိုက်ပါဦးရုပ်စာလေးဝိုင်းဖြုတ်ပေးလိုက်ကိုရင်လေးတစ်ခါတည်းကမ်းမှာလိုင်းကိုမိသားစုကြာဘူးပရိသပင်3100ပါအားလုံးသာဓုခေါ်ဆိုပေးကြပါအောင်ခင်ဗျာသာဓုသာဓုသာဓုမောင်ဆိုင်တုံး3000ဘတ်ဒူးလေးထောက်နဲ့သာဓုသာဓုသာဓုဟုတ်ကဲ့ပါပြီးတဲ့အခါမှာကျွန်တော်အလှရှင်တွေအကုန်လုံးကတ်လိုက်ရပြီနော်တဝူးချင်းကတ်လိုက်နေရသူကတ်လိုက်ပါတာဘူးလေးပြီးလိုက်သာဓု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 အလှရှင်တွေရနော်ကျွန်တော်နာမည်လေးတစ်ချက်ပြောပေးပါဒီမှာကျွန်တော်ကြာဘူးလေးတွေရှာပေးရမှာမဟုတ်လို့နော်ရှိသေးလားမသိဘူးကြာဘူးအလှရှင်သာဓုသာဓုသာဓုမောင်တန်းဝင်းစောမဆုနန္ဒာကြာဘူးရှင်ရတယ်တခါလေးကတ်လိုက်နော်ကြာဘူးမရှိတဲ့သူကကျွန်တော်တို့ကျိုးတော်ဆောင်တွေကိုပြောပေးပါနော်ကြံသေးလားမသိဘူးကြာဘူးလူရှင်သာဓုသာဓုသာဓု
ဟုတ်ကဲ့ပါကြာဘူးပုရိသပင်လှူရှင်ရှိသေးလားမသိဘူးခင်ဗျာကျွန်တော်တို့ရှိရင်ဒီမှာအကျိုးတော်ဆောင်လေးလာရောက်ပြီးအကြောင်းကြားပေးပါခင်ဗျာကျွန်တော်တို့ကြာဘူးလေးတွေရှာလို့ရအောင်လို့ပါဒါဒါဒူဟုတ်ကဲ့ပါကျွန်တော်တို့သင်္ကန်းဆက်ကပ်လှူဒန်းမဲ့သူတွေကပေါ့နော်ကျွန်တော်တို့အချိန်မရတဲ့အတွက်ဒါမဲ့ကိုယ်တိုင်ကိုကြကတ်မယ်ပေါ့နော်သင်္ကန်းလေးတွေအခုကင်ထားပေးပါကိုရင်လေးကချပေးပါမယ်တရားပွဲပြီးတဲ့အခါမှာကျွန်တော်တို့ပြန်ကြွတဲ့အခါမှာပေါ့ပြန်ကြွတဲ့အခါမှာကျွန်တော်တို့ဒီနှစ်ဖက်ပေါ့နော်ဟိုဘက်တစ်ယောက်ဒီဘက်တစ်ယောက်လူမထက်နဲ့အကုန်လုံးတန်းစီပြီးတော့ဟိုစက်ယုံဝါထိသွားမယ်နော်ဝိထုငွေကတ်မဲ့လူတွေရောကိုယ်တိုင်ကိုကြကတ်ရအောင်လို့ဒီကအကျိုးတော်ဆောင်ကိုထွေးထွေးကနေစီစဉ်ထားပေးတာပေါ့နော်မကတ်ရမှာမပူပါနဲ့တစ်ဖက်ကိုတယောက်ရက်ပြီးတော့ကျွန်တော်တို့ဟိုစက်ရုံကိုတန်းစီမယ်နော်သင်္ကန်းကတ်မဲ့သူရောဝိထုငွေကတ်မဲ့သူရောကိုယ်တိုင်ကိုကြကတ်လို့ရအောင်စီစဉ်ထားတာပေါ့နော်အခုသင်္ကန်းလေးတွေကိုကင်ထားပေးပါကိုရင်လေးကနေပြီးတိုင်ပေးမှာဖြစ်ပါတယ်နော်ကဲလုံးသင်္ကန်းတွေကိုကင်ထားကြပါကိုရင်ကတိုင်ပေးပါမယ်လိုက်စို့မယံဗန္ဒီမယံဗန္ဒီတန်တာရတန်တာရဝဋ္ဌဒုက္ခတောဝဋ္ဌဒုက္ခတောမောဇနာထာယမောဇနာထာယဣမံကထိနာစီဝရံကထိနာစီဝရံသပရိဝါရံအပရိဝါရံတံဂတ္တဒေမနိဗ္ဗာနတနိဗ္ဗာနတပစ္စယောဟောတုသာဓုသာဓုသာဓုဟုတ်ကဲ့ပါကျွန်တော်တို့ဒီနေ့ဓမ္မမိတ်ဆွေသူတော်စင်ပေါင်းတို့လှူဒန်းထားသောစုစုပေါင်းဓမ္မပူဇာငွေမှာဘတ်3,2340ဘတ်တီဖြစ်ပါတယ်ဓမ္မပူဇာငွေမှာ3,2340ဘတ်တီဖြစ်ပါတယ်ခင်ဗျာဓမ္မပူဇာငွေဟာသာသနာ့ရောင်ကြီးကျိုးတော်ဆောင်ညီငယ်များမှဆက်ကပ်လှူဒန်းပေးပါရန်လေးစားစွာပန်ကြားပါတယ်ခင်ဗျာအားလုံးသာဓုခေါ်ဆိုပေးကြပါခင်ဗျာသာဓုသာဓုသာဓုဟုတ်ကဲ့ပါခန္ဓာစီစဉ်လေးပြီးသည်နော်ခန္ဓာစီစဉ်900ယနေ့ပြုသမျှမြတ်ကောင်းမှုအဆုစုတို့အား30ဘုံအတွင်း၌ရှိကြကုန်သောတတ္တဝါအပေါင်းတို့အားရည်ဆက်သွန်းချအမျှပေးဝေခြင်းအစီအစဉ်ဖြစ်ပါသည်ဗျာတို့ဖြစ်ပါသောကြောင့်ရည်ဆက်သွန်းချပေးပါရန်လေးစားစွာဖြင့်ပန်ကြားအပ်ပါသည်ဗျာအားလုံးရေးကြကြမယ်လိုက်ဆိုကြအရှင်ဘုရားတပည့်တော်တို့သည်တန်တရာဝေဟောကရေလင်မလေမြန်စွာဖမ်းမြောက်ပါရစေခြင်းအချိုးငါ၎င်းကံကို၎င်းကံဤကျိုးတရားကို၎င်းအထူးအားဖြင့်ယုံကြည်ပါကုန်သည်ဖြစ်၍တပည့်တော်တို့သည်ယဟန်တန်ဃာတော်အရှင်မြတ်တို့၏သီလကိုသမာဓိကိုပညာကုံစသောယုံကြည်ရာခုံအင်္ဂါများကိုအလေးအမြတ်ထား၍ဒါနကုသိုလ်လူရန်ပါ၏အရှင်ဘုရားတပည့်တော်တို့ကသာယခုလိုပင်
ရွှေချေ ရွေ ၍ ချယ်၍ စီစေ စီ ၍ စေ ပေ ၍ တတ်သော ပေရသော လူတတ်သော လူတတ်သော အလူရှင်များ အလှရှင်များ ဖြစ်ကြရပါလို၏ ဖြစ်ကြရပါလို အ ၏ ရှင်ဘုရား အရှင်ဖျား ကောင်းမှုကြော ဒီ င့် ကောင်းမှုကြောင့် ဘေးဟူသမျှ ပေလူသမျှ ရန်ဟူသမျှ ရန်ဟုသမျှ ကင်းစင်ပါ ကိ ၍ စင်ပါ ချမ်းသာဟူသမျှ ၍ချမ်းသာဟုသမျှ ရရှိရပါလို ရ ၏ ရှိရပါလို အရှင်ဘုရ ၏ အရှင် ား ဖျား ဤကောင်းမှု ဒီ ၏ ကောင်းမှု၏ အဖို့ဘာကကို ဘိုးဘာကကို မိဘဘိုးဘွား မိဘဘိုးဘွား ဆရာသမား ဆရာသမား အစာထား သာထား ၍ 30ဘော 30ဘော ကျင်လေကုန်သော လေကုန်သော တွေ့ကြုံများစွာ တွေ့ကြုံများစွာ တတဝါတို့အား၎ တ င်း တဝါတို့အား၎င်း မင်းမြတ်တို့အား၎င်းမြတ်မာတို့အား၎င်းအလုံးစုံသော အလုံးစုံသော နတ်တို့အား၎င်း တို့အား၎င်း အလုံးစုံသော အလုံးစုံသော တတဝါတို့အား၎ တ င်း တဝါတို့အား၎င်း အမြတ် 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 ပေးဝေပါကုန် ပေး ၏ ဝေပါကုန် အ ၏ ကျွန်ုပ်တို့နှင့် ကျွန်တော်တို့နှင့် ထတ်တူထမြတ် ထပ်တူထမ်းများ အမြတ်ရ အ ၍ မြတ်ရ၍ ကိုယ်စိတ်နှဖျာ ကိုယ် း စိတ်နှဖျား လူအိဋ္ဌာဖြင့် လူအိဆာဖြင့် ပြေဝကြပါစေသော ပြေဝကြပါစေသောအားလုံးကြာကြာသမျှအမြတ်အမြတ်အမြတ် ယူတော်မူကြပါကုန်သော သာဓုသာဓုသာဓုအားလုံးကြာကြာသမျှအမြတ်အမြတ်အမြတ် ယူတော်မူကြပါကုန်သောသာ ဓု ဓု သာ ဓု သာဓုအာ အ လုံး လုံးကြာကြာသမျှအမြတ်အမြတ်အမြတ်ယူတော်မူကြပါကုန်သောသာဓု သာဓုသာဓုခန္ဓာအစီစဉ်ငါပြီးပြီနော်ခန္ဓာအစီစဉ်600ဆရာတော်ဖရာနဲ့ကိုရင်လေးရှင်ဥဒ္ဓမသာရနဲ့တကွတရားနာအပရိသတ်အပေါင်းတို့မှာမြတ်ဗုဒ္ဓ၏သာသနာတော်အားအတွန်းရှိတည်တံ့ပါစေရန်အလို့ငါဗုဒ္ဓသာသနာစိရန်တိတ်တု3ကြိမ်ရွတ်ဆို၍ဓမ္မသဘင်ခန္ဓာအားအောင်မြင်စွာရုပ်သိမ်းပေးပါရန်ဖရာတပည့်တော်မှာရုပ်သေးလေးမြတ်စွာဖြင့်လျှောက်ထားအပ်ပါသည်ဖရာဗုဒ္ဓသာသနာစိရန်တိတ်တုဗုဒ္ဓသာသနာစိရန်တိတ်တုဗုဒ္ဓသာသနာစိရန်တိတ်တုသာဓုသာဓုသာဓု အရာလုံးဘိုးတို့ဘဘတို့တော်မိသားစုတွေကိုစိတ်နှပြချမ်းသာချမ်းသာလူရဆန္ဒပြေပြီးအိုနာသေးဒုက္ခပြေတို့ဤကင်းဝေးရမှမြတ်နိဗ္ဗာန်ကိုရောက်ကြပါစေရကြပါစေမြတ်မောက်ပြုနိုင်ကြပါစေ ပေးတဲ့ဆုနဲ့ပြေပါတော့ဗျာဟုတ်ကဲ့ပါကျွန်တော်တို့သင်္ကန်းကတ်မဲ့သူတွေဒီဘက်အလဲလန်းနေကျွန်တော်တို့မျက်နှာချင်းဆိုင်မယ်ပေါ့နော်လူမထက်နဲ့နော်ဒီလိုမျက်နှာချင်းပဲဆိုင်ပြီးတော့တောက်လျှောက်ဟိုစက်ယုံဝါထိသွားမယ်အကုန်လုံးဟိုအကျိုးတော်ကောင်ညီငယ်လေးအေးဖလားလေးတွေယူလာပေးပါအောင်ဝိထုငွေကတ်မဲ့သူတွေကိုရင်လေးနောက်ကလိုက်ပေးအောင်နော်နိုင်မသုံးတော့လေဒီတိုင်းပဲကြွားကြွားလူများနေဆိုတော့လူများနေဆိုတော့ဒီတိုင်းပဲနော်လန်ကန်မထက်တော့လူများနေပြီသင်္ကန်းကတ်ပဲအဲ့လိုပဲကျွန်တော်တို့မျက်နှာချင်းလေးဆိုင်ပေးပါနော်မကတ်မအောင်မပူပါနဲ့ဟိုးအရှိကြီးကျွန်တော်တို့ကတ်မယ်နော်အဲ့လူကြတော့မပြေဘူးဖြစ်မှာဆိုလို့ရွှေမိုးငွေမိုးကျဲမယ်ကျဲလိုက်လေအမသင်္ကန်းကတ်တဲ့လူတွေပါကောက်လို့ရကျဲကျဲမိုးငွေမိုးကျဲမယ်နော်အမကောက်ကြဟုတ်ပြီအမရွှေမိုးငွေမိုးကျဲနေပြီကျဲကျဲနေရနဲ့အောင်ကျဲ ဟယ်လိုဟုတ်ကဲ့ပါဟိုပင်ငန်းနဲ့ဝတ္ထုငွေများကိုယ်တိုင်ကိုကြဆက်ကမဲ့သူများဟိုလမ်းကြောင်းလေးတွေ
ရွှေ ကဲ ဘိုးဝင် လေလေးတွေကအကုန်လုံးဒူးထောက်ပြီးမျက်နှာချင်းဆိုင်ထားပေးမယ်နော်ရလောက်ပေးမှာသွားပြီသွား လမ်းကြောင်းလေးကိုရှင်းပေးပါအကျိုးရဆောင်လေးတွေအကျိုးရဆောင်ညီလေးတွေအကျိုးရဆောင်ညီလေးတွေအကျိုးရဆောင်ညီလေးတွေ ဟုတ်ကဲ့ပါကျွန်တော်သင်္ကန်းကတ်မဲ့သူတွေအကုန်လုံးဒူးလေးထောက်ပြီးတော့မျက်နှာချင်းဆိုင်ပြီးတော့ကိုရင်လေးကြွ နည်း ကြ န ည့် ည်း ဖြစ် ဟို ပါ ဟာ တ လုပ် ယ် ပေးပါနော်ကျွန်တော်တို့ဖြည်းဖြည်းချင်းကြွပေးပါမယ်စီကန်းကြကျွန်တော်စနစ်တကျလေးလုပ်ပေးပါဘာလို့ဆိုတော့ကျွန်တော်တို့ဟောအများမြန်မာတင့်တယ်အောင်ပေါ့နော်အကုန်လုံးဖြည်းဖြည်းချင်းလေးဥစားဖြစ်ပေးပါမယ် ထီချင်းလေးပါနဲ့ပေါ့နော်ကျွန်တော်တို့ဒူးလေးထောက်ပြီးတော့တေချာလေးရိုသေးသေးလေးကတ်လူပေးပါအတန်းဟိုးစက်ရုံဝါထိသွားပါခင်ဗျာကျွန်တော်တို့လူမထပ်ပါသေးနဲ့အကုန်လုံးကိုယ်တိုင်ကိုယ်ကြဆက်ကတ်လို့ရအောင်လို့ ဟုတ်ကဲ့သင်္ကန်း တွေ တွေက က ပ် ပ် ပြီး ပြီးတော့တောင်းအစီအစဉ်ထားပေးတာပါ သင်္ကန်းတွေကပ်ပြီးလို့ဆိုရင်မိမိတို့ကပ်ပြီးတဲ့နေရာမှာပဲချထားပေးပါအကျိုးတော်ဆောင်တွေလိုက်ပြီးတော့တင်ဆက်ပေးပါမယ် ကပ်ပြီးသွားရင်ဒီအနောက်လေးတွေမှာထားပေးပါခင်ဗျာကျွန်တော်တို့ပြီးရင်ကျိုးတော်ဆောင်တွေရရင်လိုက်ပြီးတော့သိမ်းပြီးမှဖြစ်ပါတယ်မိမိတို့ကပ်ပြီးရင်အနောက်လေးတွေမှာထပ်ထားပေးပါခင်ဗျာကျွန်တော်တို့ပြီးတဲ့အခါမှာကျိုးတော်ဆောင်တွေကနေလိုက်လံပြီးတော့သိမ်းဆဲမှာဖြစ်ပါတယ်ဒူးလေးတွေထောက်ပြီးတော့အားလုံးပဲအကုန်လုံးကိုယ်တိုင်ကိုယ်ကြစက်ကပ်ခွင့်ရအောင်လို့ကိုထွေးနဲ့သာသနာရောင်ကြီးအသင်းကနေပြီးတော့စီစဉ်ထားပေးတာဖြစ်ပါတယ်မကပ်ရင်စိတ်မကောင်းဖြစ်မှာဆိုလို့ပါအားလုံးကတ်လို့ရအောင်မျက်နှာချင်းစိလေးဆိုင်ပြီးတော့ဗောနော်ဟိုအတန်းအရှိအဆုံးထိသွားပါကျွန်တော်တို့ဘလောက်ရှိနောက်ကလိုက်လာပေးပါမယ်မိမိတို့သင်္ကန်းတွေဆက်ကပ်ပြီးလရင်မိမိတို့ရဲ့အနောက်လေးတွေမှာသင်္ကန်းလေးတွေကိုထပ်ထားပေးပါခင်ဗျာကျွန်တော်တို့ပြီးတဲ့အခါမှာအကျိုးတော်ဆောင်တွေကနေလိုက်လံပြီးတော့သိမ်းဆဲမှာဖြစ်ပါတယ်သင်္ကန်းလေးတွေကပ်ပြီးရင်ကျွန်တော်တို့အနောက်လေးတွေမှာထပ်ထားပေးပါခင်ဗျာပြီးတဲ့အခါမှာအကျိုးတော်ဆောင်တွေကနေလိုက်လံသိမ်းဆဲမှာဖြစ်ပါတယ်ခင်ဗျာသင်္ကန်းမရှိတဲ့သူတွေကလည်းဝတ္ထုငွေကိုယ်တိုင်ကိုယ်ကြဆက်ကပ်လှူဒန်းလို့ရပါတယ်ခင်ဗျာဝတ္ထုငွေကိုယ်တိုင်ကိုယ်ကြဆက်ကပ်လှူဒန်းမဲ့လူတွေရဲ့တန်းစီပေးပါဟုတ်ကဲ့ပါအခုလိုရဝေးရနေရနေပြီးကြွားရောက်လာပြီးတော့တရားတော်နာကြွားရောက်လာပြီးတဲ့အတွက်သာသနာရောင်ကြီးအကျိုးတော်ဆောင်အသင်းမှာအထူးပင်ရှိပါတယ်ခင်ဗျာကျွန်တော်တို့အတန်းဟိုအရှိအထိသွားလို့ရပါတယ်မကတ်ရမအောင်မပူပါနဲ့ခင်ဗျာကျွန်တော်တို့အကုန်လုံးကတ်လို့ရအောင်စီစဉ်ထားပေးပါတယ်အရှိတန်းစီလို့ရပါတယ်ခင်ဗျာ